Salah ရဲ့ဒေါသထွက်စကားတွေကနီးပြဆလော့ပေါ်လက်ညှိုးထိုးနေသလား Premier League မှာဒီတစ်ပတ်ရဲ့အကြီးဆုံးသတင်းကတော့ Liverpool တိုက်စစ်မှု Mohamed Salah ပါပဲသူဟန်ဒီတစ်ပတ်မှာကစားခဲ့ခြင်းမရှိပေမဲ့ Leeds အသင်းနဲ့3-9နဲ့တည်ကြခဲ့တဲ့ပွဲအပြီးမှာပြောခဲ့တဲ့စကားတွေကြောင့်အားလုံးရဲ့အာရုံစိုက်မှုကိုခံနေရပါတယ်လက်ရှိအခြေအနေကဆာလာနဲ့နီးပြအာနီစလော့တို့ရဲ့ဆက်ဆံရေးပြပြနေပြီလို့ယူဆရပါတယ်ဒီရာဒီမှာနီးပြစလော့ရဲ့ဆာလာအပေါ်စီမံခန့်ခွဲပုံဟာနားလေရခတ်တဲ့အခြေအနေတစ်ခုပါပရီးမီးယားလိရဲ့ပထမဆုံးပွဲစဉ်တထအစဉ်နီးပါမှာမိနစ်အနည်းငယ်သာချက်လက်ပြီးအမြဲကစားကြရတဲ့အီဂျစ်သားဆာလာနိုရုတ်တရက်ဆိုသလို3ပွဲဆက်တိုက်ပွဲချန်ထားခဲ့ပြီး2ပွဲမှာဆိုရင်အရန်ကုန်မှသာအပုံမပြုတ်ပဲချက်လက်ခံထားရပါတယ်ဒီလိုဖြစ်လာတော့အနာပေးဖို့နဲ့အလက်ကျကစားခိုင်းဖို့ပြောဆိုခဲ့တဲ့ပရိသတ်တီတောင်အနာအသစ်ဝေခွင့်မရဖြစ်ကုန်ကြပါသည်ဆာလာကိုယ်တိုင်ကကျွန်တော်ဘာကြောင့်အရန်ကုန်မှထိုင်နေရတာလဲဆိုတာမသိဘူးလို့ပြောခဲ့တဲ့အထွာသူ့ကိုအားပေးသူတွေကတော့အညိုအတင်းနဲ့တိုက်ခိုက်နေကြတာလို့မြင်ကြပါလိမ့်မယ်ဒါပေမဲ့အခြားပရိသတ်တွေကတော့လီဗာပူးအသင်းရုံးကန်နေတဲ့အချိန်မှာဆာလာရဲ့အတဆက်မှုအတွက်စိတ်ဖြစ်နေကြပါတယ်သူတို့ဟာဆာလာရဲ့စွမ်းဆောင်ရည်တိတိတသားကျဆင်းသွားခဲ့ကြောင်းထောက်ပြကြပါတယ်ဖေဖော်ဝါရီလနောက်ပိုင်းကတည်းကပြိုင်ပွဲဆောင်33ပွဲကစားခဲ့ရမှာပနယ်တီဂိုးများကိုချန်လက်လိုက်မယ်ဆိုရင်သူသွင်းထားတဲ့ဂိုးရေးသွားဟာ6ဂိုးသာရှိပါတယ်ဆာလာရဲ့ဒေါသတုံ့ပြန်မှုဟာသူ့ရဲ့လက်ရှိစွမ်းဆောင်ရည်ကျဆင်းနေမှုကိုဖုံးကွယ်ဖို့ကြိုးစားတာဖြစ်နိုင်တယ်လို့နီးပြစလော့ရဲ့အထင်ပြမရှိစီမံခန့်ခွဲမှုကလည်းဒီအခြေအနေကိုပို့ဆိုးစေတယ်လို့သုံးသပ်နိုင်ပါတယ်မန်စီးတီးဖိအားပေးလာချိန်မှာအာဆင်နယ်တွေဘာတွေလုပ်တင်တယ်လဲအာဆင်နယ်အသင်းကဗီလာပါမှာ2-9နဲ့ရှုံးနိမ့်ခဲ့ပြီးမန်ချက်စတာစီးတီးကဆန်ဒါလန်ကို3ဂိုးမရှိနဲ့အနိုင်ယူလိုက်တဲ့အတွက်ချန်ပီယံလုပွဲမှာအမှတ်ကွာဟာမှုက2မှတ်သာကျန်ရှိတော့ပါတယ်တတိယနေရာကဗီလာအသင်းလည်း1မှတ်အကွာနဲ့ရှိပါတယ်ဒီလိုအခြေအနေမှာနီးပြမိခဲအာဒီတာဟာစီတီရဲ့လေးပင်ကိုခန်းစားရနိုင်ပေမဲ့အာဆင်နယ်အသင်းဟာမတည်ငြိမ်မှုများရှိတဲ့ရာသီမှာစင်စက်မပြတ်ဆွမ်းဆောင်နိုင်တဲ့အသင်းဖေးဆက်လက်ရည်တည်ဖို့လိုအပ်တယ်လို့ဘောလုံးဝေဖန်သုံးသပ်ရေးဂယ်ရီနေဗီကပြောကြားလိုက်ပါတယ်ဂယ်ရီနေဗီပေါ့ကတ်မှာနေဗီကအဲ့ဒါကရှုံးနိုင်တဲ့ပွဲမျိုးပါတပွဲနှစ်ပွဲတော့ရှုံးရမယ်ဒါပေမဲ့ကျန်တဲ့ပွဲများစွာကိုအနိုင်ရရှိရမှာပါသူတို့ဟာမန်စီးတီးကနှုတ်မလောက်မဲ့ကွာတယ်လို့တွေးကောင်းတွေးနိုင်ပေမဲ့အာဆင်နယ်ကလေဒီယာဒီရဲ့အကြမ်းဆုံးရက်သက်ပတ်ဖြစ်တဲ့ချက်စီနဲ့အဝေးကွင်းဘရန်ဖို့နဲ့အင်ဂွင်ဗီလာနဲ့အဝေးကွင်းကိုဖျက်ထမ်းခဲ့ရတာကိုထည့်သွင်းရမှာပါမန်စီးတီးမှာလည်းဒီလိုရက်သက်ပတ်တွေကယာဒီရဲ့အချို့နေရာမှာရောက်လာအောင်မှာဆိုလာကိုသူတို့နားလည်ထားရမှာပါထိတ်လန့်စရာအချိန်လို့မထင်ဘူးဒါပေမဲ့စီးတီးနဲ့ပတ်ကွာဒီယိုလာရဲ့လီဘင်းဟာသူတို့လက်ပင်ကိုရောက်လာပြီဆိုတာတော့ခန်းစားရပါလိမ့်မယ်နေဗီဟာမန်စီးတီးရဲ့ကိုပိုင်အားနည်းချက်တွေကိုလည်းထောက်ပြခဲ့ပါတယ်မန်စီးတီးကပြိုင်ဘက်ကိုအခွင့်အရေးပေးတယ်အကြီးမိုင်းမှာလိဖလာများကိုဆက်တက်ယူခဲ့တဲ့မန်စီးတီးအသင်းဒီကအခွင့်အရေးသိမ့်မပေးခဲ့ပါဘူးဒါပေမဲ့အခုတော့သူတို့ပွဲကြည့်တယ်ကျွန်တော်ဒီပွဲမှာသူတို့ကိုဂိုးသွင်းဖို့အခွင့်အရေးရှိတယ်လို့ထင်မိပါတယ်ဒါကြောင့်ရာသီအဆုံးမှာစုကလေးများကိုရရှိနိုင်ဖို့အထက်ကနေရာကိုရရှိရမှာခရစ်စမတ်ပွဲချက်ကာလမှာတင်ဂရင်းနဲ့အဆင့်ကိုထိန်းသိမ်းနိုင်တဲ့အသင်းကအခွင့်အရေးပိုများမှာပါဒါကမတင်ဂရင်းမှုများရှိတဲ့ရာသီပါအသင်းကိန်းကဟိုရောက်လိုက်ဒီရောက်လိုက်ချစ်နေပါတယ်လီဗာပူးချယ်ဆီမန်ချက်စတာယူနိုက်တက်လို့နဲ့တူမီနေရတယ်ထိတ်ခေါက်တင်ဝန်းကျင်မှာရှိရမယ်လို့မျှော်မှန်းထားတဲ့အသင်းရန်တင်းဝိုင်းဆိုရင်လည်းရှုပ်ထွေးနေပါတယ်နေဗီကမန်စီးတီးကိုအားပေးနိုင်တယ်လို့ပြောဆိုပေမဲ့လွယ်ခဲ့တဲ့တပတ်လကလို့မဟုတ်တော့ပေမဲ့အာဆင်နယ်ကတော့အခုထိရေပန်းစားနေပါတယ်လို့သုံးသပ်ခဲ့ပါတယ်ယနေ့ညမှာမော်လီနျူးဂန်မှာရှင်ပြိုင်ကစားနဲ့ဝူရီဘုံဖန်တန်ဗန်ဒါရဲစ်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်အတွက်ခန့်မှန်းပွဲထွက်လူစီရင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်ဟာအနိုင်ရလက်ကိုပြန်လည်ရယူပြီးပရီးမီးယားလိအဆင့်9နေရာကိုတက်လှမ်းနိုင်ဖို့မျှော်လင့်နေပါတယ်။မန်ယူနီးပြရူဗန်အီမိုရင်ဟာဒီပွဲမတိုင်ခင်မှာကစားသမားကြန့်ခိုင်မှုဆိုင်ရာစိန်ခေါ်မှုအသစ်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ဒီယိုကိုဒါလော့ဟာဝက်ဆမ်နဲ့ပွဲမှာဒဏ်ရာအသေးစားရခဲ့ပြီးသူနဲ့မသိုင်းစတီလစ်တို့ဟာကြန့်ခိုင်မှုနည်းနေပေမဲ့ဝေါ့ဖ်နဲ့ပွဲသွားပါဝင်နိုင်ခြေရှိတယ်လို့ယူဆရပါတယ်။ဒါပေမဲ့လည်းဟယ်ရီမကွိုင်းယာပေါင်ဂျန်ဒန်ယာနဲ့ဘန်ဂျာမင်ဆက်စပိုဒူးဒန်ယာတွေကတော့ပြန်မသက်သာပြီးပဲအနားယူအောင်မဲ့အခြေအနေမှာရှိပါတယ်။နီးပြအင်မိုရင်ကဝက်ဆမ်နဲ့ပွဲပြီးမီဒီယာတွေ့ဆုံပွဲမှာတော့ဒါလော့နဲ့ဂျီလစ်တို့ရဲ့ကြန့်ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးဖြစ်နိုင်မယ်လို့ထင်ပါတယ်။ဝူဖ်နဲ့ရင်ဆိုင်ဖို့အဆင်ပြေမယ်လို့ထင်ပါတယ်။စောင့်ကြည့်ရအောင်ပါလို့ပြောကြားခဲ့ပါတယ်။နီးပြအမိုရင်ဟာကိုဘီမိုင်နိုနဲ့ရှေးလေစီတို့လိုလူငယ်ကစားသမားတွေပွဲကစားချိန်နဲ့ပါတာနဲ့ပတ်သက်လို့မေးခွန်းတွေကိုဖြေကြားခဲ့ပါတယ်။ကျွန်တော်သိပါတယ်။ကျွန်တော်မြင်ပါတယ်။ကျွန်တော်အနိုင်ရချင်ုံပဲ။ဘာလို့လဲဆိုလားမကြည့်ဘူး။အဲ့ဒါကိုဂယူမဆိုင်ပါဘူး။အကောင်းဆုံးကစားသမားတွေကိုကွေးနှဲထည့်ဖို့ပဲစ조사တာပါလို့နီးပြကပြောပါလေ။ဥပမာမန်ယူဦးဂါတီဟာနှစ်ပွဲကစားခဲ့ရတယ်။တပွဲက Kiss ဂါစီမီရိုမပါတဲ့ပွဲဘလူနိုဖာနန်ဒက်စ်ကအမြဲကျန်းခိုင်ပြီးသူ့နေရာကိုလုတ်ပေးနေရဖြစ်တဲ့
အဲ့ဒီတော့အဲ့ရနဲ့လည်းသက်ဆိုင်နေပါတယ်။ Manchester United အသင်းဟာ Wolves နဲ့ပွဲမှာ3-3တိကစားကွက်ကိုအသုံးပြုပွဲရှိပါတယ်။ကမ္ဘာအားကစားအုပ်ချုပ်ရေးအဖွဲ့ကအဆွေဒင်နိုင်ငံမှ Mondo Duplantis နဲ့ American နိုင်ငံမှ Sydney McLaughlin Lebron တို့ကို2025ခုနှစ်ကမ္ဘာအကောင်းဆုံးအားကစားသမားများ World Athletes of the Year 2025ကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။ Duplantis က2025တနှစ်ထဲမှာပဲကမ္ဘာစံချိန်အထက်သက်နံပါတ်စွာကိုထပ်မံပြည့်နိုင်ခဲ့ပြီးယွင်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲ16ပွဲစလုံးမှာအနိုင်ရနိုင်ခဲ့ပါတယ်။ McLaughlin Lebron ကတော့2025မှာ400မီတာပြေးကွဲနဲ့400မီတာတောင်းခုန်ပြေးပွဲနှစ်ခုလုံးမှာထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့ပါတယ်။အထူးသဖြင့်400မီတာပြေးပွဲအတွက်48စက္ကန့်ဆိုတဲ့သမိုင်းမတန်စွမ်းဆောင်ရည်ကိုပါရယူခဲ့ပါတယ်။ဒီလိုရွေးချယ်ခံရတာကသူတို့နှစ်ဦးလုံးဒီနေ့ရဲ့အကောင်းဆုံးအားကစားသမားတွေဖြစ်ကြောင်းကိုအတည်ပြုလိုက်ပါပဲဖြစ်ပါတယ်ခင်ဗျာ။33ကြိမ်မြောက် SEA Games 2025ကိုအိမ်ရှင်ထိုင်းနိုင်ငံရဲ့ဘန်ကောက်နဲ့ချွန်ဘူရီမြို့များမှာဒီဇင်ဘာလ9ရက်နေ့ကစတင်ကျင်းပသွားမှာဖြစ်ပြီးဒီဇင်ဘာလ20ရက်မှာပိတ်ပွဲအခမ်းအနားမျိုးကိုပြုလုပ်သွားမှာဖြစ်ပါတယ်။မူရင်းစီစဉ်ထားစဉ်ဆိုရင်တစ်ချဲပြုလုပ်ရမယ့်ပွဲစဉ်တွေကိုရန်ကုန်နဲ့တစုံတရာမြို့ကိုစီစဉ်ထားခဲ့ပေမဲ့ပင်လယ်မုန်တိုင်းတစ်ခုကြောင့်ဆွန်ခလာမှာရေကြီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်ဘန်ကောက်ချွန်ဘူရီနဲ့အခြားနေရာတွေကိုပြောင်းရွှေ့ကျင်းပဖို့ဆုံးဖြတ်ခဲ့ရပါတယ်။စီးကိန်း2020မှာရဲ့ပွဲစဉ်ကွန်ရက်အရှဲတူးဟာဒီဇင်ဘာလအတွင်းမှာစတင်မှာထပ်ပြီးအားကစားများစွာပါဝင်သွားမှာဖြစ်ပါတယ်။အင်ရှင်ထိုင်းဖွဲ့ကဒီပြိုင်ပွဲအတွက်အားကစားသမား1800ခွန်ရောက်ပါဝင်တဲ့စီရင်ကိုတင်သွင်းထားပါတယ်။